တင်ကမှတ်ပုံတင်လုပ်ချင်တဲ့နိုင်ငံရေးပါတီတွေရဲ့တင်ပြချက်ကိုကော်မရှင်ကဘယ်အချိန်မှအကြောင်းပြန်မလဲဘယ်အချိန်မှပါတီတွေမဲဆွယ်စည်းရုံးရေးဆင်းနိုင်မလဲရွေးကောက်ပွဲကိုဘယ်နေ့လုပ်မလဲဆိုတာတွေကိုတော့အခုချိန်ထိစစ်စရဖက်ကထုတ်ပြန်တဲ့ဥပဒေတွေပဲမတွေ့ရသေးပါဘူးရှင်။ဒါပါရှင်။ဒါပါစစ်စရကထုတ်ပြန်လိုက်တဲ့ဒီဥပဒေနဲ့ပတ်သက်ပြီးရွေးကောက်ပွဲဝင်ဖို့ပြင်ဆင်နေတဲ့နိုင်ငံရေးပါတီတွေရဲ့အမှုကိုဒီသတင်းနဲ့ပုံဖော်တဲ့ကဆက်ပြီးပြောပြပေးပါလိမ့်မယ်ရှင်။ဟုတ်ကဲ့ပါအခုလိုကြေညာလိုက်တဲ့နိုင်ငံရေးပါတီမျိုးဝင်တွေနဲ့ပတ်သက်ပြီးရွေးကောက်ပွဲဝင်မဲ့နိုင်ငံရေးနေရာစုတစ်ခုဖြစ်တဲ့ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဦးတုဝေရဲ့အမြင်ကတော့ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဦးတုဝေရဲ့အမြင်မှာအတူကွဲပြားခြင်းနဲ့ညီညွတ်ရေးပါတီ PDP အဖြစ်ရွေးကောက်ပွဲဝင်ရောက်ဖို့ပြင်ဆင်နေတဲ့ကိုနေမျိုးဝေကလည်းတမဦးကိစ္စပြောနိုင်ပါတယ်ဆွဲဖြစ်ပါတယ်နောက်တစ်ခါပါတီမှတ်ဖို့ကြီး3သိန်းကိုကြားလာအဲ့ဒါလည်းဆွဲဖြစ်ပါတယ်နောက်တစ်ခါပြည်တော်ကိုယ်တယောက်ဒီသိန်းတရားလည်းပုံ300ဆိုပုံ300လို့ပြောတာကိုအဲ့ဒါဆွဲဖြစ်ပါတယ်ကျွန်တော်တို့အဓိကစောင့်နေတာပြည်တော်ကိုယ်တယောက်ကကိုယ်တော်တယောက်ကတော်တော်လေးပြင်ဘယ်လောက်ပြင်ရမလဲအဲ့ဒီကပမာဏများရင်တော့ကျွန်တော်တို့ကိုယ်ဝင်လာလိမ့်မှာမဟုတ်ပါဘူးမတူကွဲပြားခြင်းနဲ့ညီညွတ်ရေးပါတီကိုထူထောင်မဲ့ကိုနေမျိုးဝေပြောကြားခဲ့တာပါဒါပြင်ပြည်တော်စုဒီမိုကရေစီပါတီအနေနဲ့ထူထောင်ပြီးနိုင်ငံရေးလှုပ်ရှားဖို့ပြင်ဆင်နေတဲ့ကိုသိန်းတင်အောင်ကလည်းပါတီကိုပြည်သူ့တော့ပါတီကိုနဲ့ဆက်ပါပါတီကိုပြည်သူ့တော့ဆိုတာဒီတော့ဘလို့ဘလို့ရှိတယ်ဆိုတော့ဒီတော့ဒီတဲ့အခုဒီစကားရောက်တယ်ကိုတကယ်ရေးစကားရောက်တဲ့ပုံပေါ်တဲ့ပါတီတွေတကယ်နိုင်ငံရေးကိုသမိုင်းကြောင်းလေးရှိတယ်ဟလာဒီစလေးရှိတယ်ဆိုတော့ဥဆောင်တဲ့ဒီလုပ်တယ်ဒီတော့တိုင်းနဲ့ဒီရဲ့ဒီခေါ်တဲ့ပါတီက900စနိုင်ငံလုံးအတွက်ဒီခေါ်တဲ့ပါတီကခေါ်လို့ဆိုတာဒါအချင်းပြောရင်စိတ်ကိုမထက်ခဲ့ဘူးအဲ့လောက်ရှိပါလေအဲ့လောက်လုံးနိုင်ပါလေပါတီရဲ့နေရာရဲ့ပါတော့ဆိုလို့ရှိရင်တော့ခုရေတော့ပါတီကိုပေါ့တော့တာဖာနေရောပါတီတော့နေဒီလိုပါတီဆောင်ပြီးတော့ဘယ်ရတာလဲပြည်တော်စုဒီမိုကရေစီပါတီဖြစ်လှုပ်ရှားဖို့ပြင်ဆင်နေတဲ့ကိုသိန်းတင်အောင်ပြောခဲ့တာပါပြည်တော်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်အနေနဲ့ပါတီထောင်ဖို့ပြင်ဆင်နေတဲ့ကိုအေးလွင်လာလဲအဲ့ပါတီကိုဒီလိုသုံးသိန်းဆိုတာတော့ညားတော့မညားပါဘူးဒီလိုလုံးနဲ့ဆိုလို့ပြောလို့မရဘူးနိုင်ငံရေးဆိုတာဒီဖြစ်နေလို့ကတော့ဟိုကတော့ဒီကြည့်ရတယ်အဲ့တော့ပါတယ်အဲ့တော့ဘူးလို့ပြောကြတယ်ဒီ空瓦那，从今没把
နောက်ဖက်ကထုတ်ပြန်ထားတဲ့ရွေးကောက်ပွဲဥပဒေကိုသုံးသပ်ဆွေးနွေးတာတွေပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။ဒီလိုလုပ်နိုင်ဖို့အတွက်မြို့နယ်ပိုင်းကဥက္ကဋ္ဌရဲ့ခွင့်ပြုချက်ရယူခဲ့ရတယ်လို့မြို့နယ်ကြီးအဖွဲ့ဝင်ဦးစောတင်ကပြောပြပါတယ်။今天你那么就像你那爱过，能丢路那悲伤能呀没那爱过，几位几万里，是路是浪，才总在把看的，我就在安提阿见人，安提阿不敢。cha anh thì ta những lúc câu nào cô làm lưu ấy sự cần thà nào ní thì sai cô làm không lo say nó áp phá chỉคิดถึงsai cô sau đây sẽ làm sao câu ấy sự cần làm lại chỉ ai biết khi mình nào nào ya cha anh chỉ biết rằng anh chỉ不敢爱是让我敢别那难你就把看有少你让我来去说少别那就到你你让我都放不下那对你安静啊不用讲只要见你那谁就看得到你闪闪在发亮